လှောင်စရာပြောင်းရွှေ့လာဒါမှမဟုတ်လို့ရှင်ချက်စီရဲ့အတွက်အကောင်းဆုံးဆုံးဖြတ်ချက်လားမင်္ဂလာပါညီကိုတို့ရေ MSN Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျမနေ့ကနောက်ဆုံးရသတင်းတွေအရချက်စီရဲ့ transfer target စရင်းကိုမြင်လိုက်ရတော့အခုက2026ခုနှစ်လားလွန်ခဲ့တဲ့10နှစ်ကိုပြည့်ရောက်သွားတာလားလို့တော့မေးချင်စရာရှိပါတယ်ဗျအသက်35နှစ်အရွယ် Danny Welbeck အသက်36နှစ်အရွယ် Jordan Henderson ဒီတယောက်ကိုတရက်ထဲမှာပဲချက်စီနဲ့သတင်းတွေထွက်လာခဲ့တယ်ဗျဒီတိုင်းသာဆက်သွားမယ်ဆိုလို့ရှိရင်ချက်စီလင်ကအခုဘယ်မှာရှိလဲဆိုတာကိုဖုန်းဆက်မေးပြီးတော့2018ကမ္ဘာဖလားကအင်္ဂလန်အသင်းကိုပြန်ဆူရတော့မလို့ဖြစ်နေပါတယ်ဒါကြောင့်ပဲဒီသတင်းကိုမြင်မြင်ချင်းမှာချက်စီကလူငယ် project ကိုဆွတ်လွတ်ပြီးတော့ retirement အသင်းဖွင့်တော်မလားဆိုတဲ့ဟာတာတွေလည်းထွက်လာတယ်ဗျဒါပေမဲ့လည်းရေစရာလို့မြင်ရတဲ့ဒီအပြောင်းရွှေ့နှစ်ခုရဲ့အနောက်မှာတော်တော်လေးလေးနက်တဲ့ပြဿနာတစ်ခုရှိနေပါတယ်ချက်စီကကစားသမားတစ်နှစ်ယောက်ကိုရှားနေတာမဟုတ်ဘဲနဲ့ပျောက်ဆုံးသွားတဲ့အသင်းရဲ့ culture နဲ့ standard ကိုပြန်ရှာနေတာဖြစ်နိုင်တယ်ဗျဒါဆိုလို့ရှိရင် Danny Welbeck နဲ့ Jordan Henderson တို့ကချက်စီကိုကွင်းထဲမှာတကယ်အနိုင်ပွဲတွေယူပေးနိုင်မယ်သူတွေလားဒါမှမဟုတ်လို့ရှိရင်သူတို့တွေကကွင်းထဲထက်လေးချင်ကွင်းနဲ့ dressing room ထဲမှာပိုးအရေးပါမယ်ခေါ်ယူမှုတွေလားအားလုံးလောင်နေကြတဲ့ဒီ transfer plan ကအမှန်တကယ်အဓိပ္ပာယ်ရှိနေလားဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်ဆွေးနွေးကြည့်ကြတာပေါ့ဗျာအရင်ဆုံး Chelsea ရဲ့လက်ရှိအခြေအနေကိုနားလည်ဖို့လိုတယ်ဗျ Blue ကိုပိုင်ရှင်တစ်တွေလက်ထက်မှာ Chelsea ရဲ့ transfer strategy ကအရင်ရိုးရှင်းခဲ့ပါတယ်တက်ငယ်ရမယ်တန်ဖိုးတက်နိုင်ရမယ်တက်တန်းရှည်စာချုပ်ချုပ်နိုင်ရမယ်အနာဂတ်မှာပြန်ရောက်လို့ရှိရင်အမျက်ထွက်နိုင်ရမယ်ဗျာ viewer ကတော့အရင်ကိုလှပပါတယ်လူငယ် talent တွေကိုစုမယ်ဖြည်းဖြည်းချင်း train မယ်နေ့ငယ်ကြားတဲ့အခါမှာဥရောပကိုစိုးမိုးနိုင်မယ်အသင်းတစ်သင်းဖြစ်လာမယ်ဒါပေမဲ့လည်းဘောလုံးအသင်းတစ်သင်းဆိုတာကစာရွက်ပေါ်မှာပဲတိဆောက်ထားရတာမဟုတ်ဘူးဗျအသက်20ဝန်းကျင်ကစားသမား10ယောက်ကိုအခန်းထဲထည့်ထားရုံနဲ့နိုင်ပွဲဆိုတာကအလိုလိုရလာမှာမဟုတ်ပါဘူးတယောက်ကပွဲကြီးတစ်ပွဲမတိုင်ခင်မှာဘလို့စိတ်ပြင်းစင်ရမလဲဆိုတာကတော့သိဖို့လိုအပ်တယ်ဗျလေ့ကျင့်မှာချိန်ကြလာလို့ရှိရင်ဘလို့စိတ်တက်ထည့်ပေးရမလဲဆိုတာကိုသိဖို့လိုပါတယ်ရှုံးပွဲတစ်ပွဲပြီးမှလူတိုင်းခေါင်းငုံနေချိန်မှာအဝေလဲကန်းရဲ့အလဲမှာမတ်တက်ရက်ပြီးတော့စကားဘလို့ပြောရမလဲဆိုတာကလည်းသိဖို့အရေးကြီးတယ်ဗျဒီအရာတွေကို data နဲ့တိုင်းလို့မရပါဘူးခေါင်းဆောင်မှုတာဝန်ယူမှု professional စိတ်ဓာတ်နဲ့အသင်းတစ်သင်းရဲ့ standard တွေကိုအပြောင်းအရွှေ့ဈေးကွက်ထဲမှာတောင်းဝယ်လို့မရဘူးဗျဒီအရာတွေမရှိတော့တဲ့အချိန်မှာတော့ကွင်းထဲကရလက်တွေကနေရှင်းရှင်းလင်းလင်းမြင်လာရပါတယ်ပြီးခဲ့တဲ့ရာသီ Chelsea ဟာ Premier League အဆင့်10နေရာထိကျဆင်းခဲ့ပြီးတော့ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့လည်းလွဲချော်ခဲ့တယ်ဗျတပွဲကောင်းပြီးတော့နောက်တစ်ပွဲပြတ်ပြောက်သွားတယ်ဖိအားများလာတဲ့အခါမှာကစားပုံပြတ်သွားတယ်ရေသွေးရှိတဲ့ကစားသမားတွေအများကြီးရှိပေမဲ့လည်းပွဲတစ်ပွဲမှာပြိုင်ဘက်ကိုအသက်ရှူကြအောင်လို့ဖိအားပေးပြီးတော့အနိုင်ယူမဲ့ရေးချက်မှုတော့မများသလောက်ဖြစ်နေခဲ့တယ်ဗျဒီနေရာမှာဇာဘီအလွန်ဆိုဝင်လာပါတယ်ဇာဘီလိုနီးပြတယောက်ကကစားသမားတစ်ယောက်ရဲ့နီးစနစ်ပိုင်းကိုပဲကြည့်မှာမဟုတ်ပါဘူးဗျဘောလုံးကိုဘလောက်ကောင်းကောင်းပေးနိုင်တယ်လေဖိအားပေးမှုကနေဘလောက်မြန်ရုံထွက်နိုင်လဲဆိုတာတွေအပြင်သူ့ရဲ့အသင်းမှာရင်းချက်မှုရှိသလားခေါင်းဆောင်ရှိသလားအနိုင်ရဖို့ဘလောက်စားလောင်နေလဲဆိုတာကိုပါကြည့်ရတော့မှာပါဗျချက်စီက Grand Jaka လိုမျိုး dressing room leader တယောက်ကိုစူးစမ်းခဲ့တာကလည်းတိုက်ဆိုင်မှုမဟုတ်ဘူးဗျအခု Welbeck နဲ့ Henderson တို့ရဲ့နာမည်တွေစတိုက်ထွက်လာတာကလည်း Chelsea ရဲ့ transfer policy မှာ decision အသစ်တစ်ခုစတင်လာနေပြီဆိုတာကိုပြသနေတယ်ဗျသူတို့က wonder kid တယောက်ထက်ရှာနေတာမဟုတ်ပါဘူးလူငယ်တွေကိုလူကြီးဖြစ်အောင်သင်ပေးနိုင်မဲ့သူကိုရှားနေတာဗျကဲအခု Danny Welbeck အကြောင်းကိုအရင်ပြောကြည့်အောင်ဗျ Welbeck ဆိုတဲ့နာမည်ကိုကြားလိုက်ရတာနဲ့ပြည်သက်အများစုရဲ့စိတ်ထဲမှာဒဏ်ရာတွေလွဲချော်မှုတွေနဲ့သူ့ရဲ့ကစားသမားဘဝအဆုံးမရောက်နေပြီဆိုတဲ့ပုံရိပ်အရင်ဝင်လာနိုင်ပါတယ်ဒါပေမဲ့လည်းလက်ရှိ Welbeck ကိုလွန်ခဲ့တဲ့9နှစ်က Welbeck နဲ့တစ်ထက်တည်းတွက်လိုက်လို့ရှိရင်တော့မှားသွားပါလိမ့်မယ်ဗျပြီးခဲ့တဲ့ရာသီကသူက Brighton အတွက် Premier League 38ပွဲကစားပြီးတော့73မိုးသွင်းခဲ့ပါတယ်ဒါဟာသူ့ကစားသမားဘဝရဲ့အကောင်းဆုံး Premier League ဂိုးသွင်းရာသီပါဗျအသက်35နှစ်အရွယ်မှာတောင်မှကစားသမားဘဝတစ်လျှောက် League ဂိုးအများဆုံးရာသီကိုပိုင်ဆိုင်နိုင်ခဲ့တာက Welbeck ရဲ့ဂိုးသွင်းဆိုင်ရင်မကြဆင်းသေးတာကိုပဲပြသနေတာမဟုတ်ပါဘူးဗျသူ့ရဲ့နေရာယူတတ်မှုတွေကြန့်ခိုင်မှုနဲ့နှစ်ပေါင်းများစွာစုဆောင်းလာတဲ့တွေ့ကြုံတွေကထိပ်တန်းအဆင့်မှာအသုံးဝင်နေသေးဆိုတာကိုပြသနေတာပါဗျဒါဆိုလို့ရှိရင် Chelsea မှာသူက Joao Pedro ကိုဖြုတ်ပြီးတော့ပွဲတိုင်းစမဲ့နံပါတ်6ဖြစ်လာမှာလားဖြစ်ဖို့မများပါဘူးဗျ Chelsea မှာဥရောပပွဲတွေမရှိတဲ့အတွက် Premier League 38ပွဲနဲ့ပြည်တွင်းဖလားပွဲတွေကိုပဲအဓိကအာရုံစိုက်ရပါမယ်ဒါကြောင့်မလို့ rotation အများကြီးလုပ်ဖို့မလိုနိုင်တယ်လို့မျိုး Welbeck အတွက်လည်းကစားချိန်ကအကန့်အသတ်ရှိနိုင်တယ်ဗျဒါပေမဲ့ Joao Pedro အနားယူရမယ့်ပွဲဒဏ်ရာရတဲ့အချိန်ပွဲပယ်ခံရတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်နောက်ဆုံး15မိနစ်မှာဂိုးတကိုးမဖြစ်မနေလိုအပ်နေတဲ့အချိန်မှာဘယ်သူပွဲထုတ်မလဲဆိုတဲ့မေးခွန်းရှိတယ်ဗျအဲ့ဒီအချိန်မှာအတွေ့အကြုံနဲ့တက်တည်ပြထားတဲ့ Welbeck ကအသုံးဝင်ပါလိမ့်မယ် Chelsea ပရိသတ်တွေဆိုလို့ရှိရင်ကောင်းကောင်းမှတ်မိနေကြမယ်ဖြစ်ရတဲ့ခုလည်းရှိနေပါသေးတယ်ဗျ2021ခုနှစ်က Stamford Bridge မှာ Chelsea က Brighton ကိုတကိုးဂိုးမရှိနဲ့ဥဆောင်နေတယ်ပွဲပြီးဖို့စက္ကန့်ပိုင်းပဲကျန်တော့တဲ့အချိန်မှာလူစားဝင်လာတဲ့ Welbeck ကခေါင်းတိုက်ပြီးတော့ခြေပါကိုသွင်းသွားခဲ့ပါတယ်ဒီလိုဆုံးဖြတ်ပေးမဲ့ moment တွေကိုဘယ်လိုရှာမလဲဆိုတာ Welbeck ကောင်းကောင်းသိတယ်ဗျ box ထဲမှာဘယ်နေရာကိုပြေးရမလဲခက်စင်မှုရဲ့မျက်စိအောက်ကနေဘယ်လိုပျောက်ရမလဲခွေရဲတစ်ချိန်နဲ့ရလာတဲ့အခါမှာဘယ်လိုတည်ငြိမ်စွာအဆုံးသတ်ရမလဲဆိုတာကိုနှစ်ပေါင်းများစွာလက်တစ်ကစားပြီးတော့တင်ယူထားတဲ့ striker တယောက်ဗျသူ့ရဲ့ခြေထောက်တွေကအသက်25နှစ်တုန်းကလို့မမြန်နိုင်တော့ပေမဲ့လည်းသူ့ရဲ့ဆုံးဖြတ်ချက်နဲ့နေရာယူမှုကတော့အရင်ကထက်ပိုပြီးတော့ရင့်ကျက်လာပါတယ်ဒါပေမဲ့လည်း Chelsea က Welbeck ကိုခေါ်ယူခြင်းနေတဲ့အဓိကအကြောင်းရင်းကဒီ73ဂိုးတွေမဟုတ်နိုင်ပါဘူးဗျစဉ်းစားကြည့်ပါညီကိုတို့ Welbeck ဆိုတာ Manchester United Academy ကနေထွက်လာတဲ့သူဗျ Sir Alex Ferguson ရဲ့ dressing room ကိုမြင်ဘူးတယ် Wayne Rooney လိုကစားသမားတွေလေ့ကျင့်မှာဘလို့အလုပ်လုပ်တယ်လဲကြည့်ဘူးတယ် Arsenal လိုမျိုးဖိအားကြီး
ကြီးတဲ့ကလပ်မှာကစားဘူးတယ်။ Brighton လိုမျိုးလူငယ်တွေကိုတိုးတက်အောင်လို့ပြိုးထောင်တဲ့အသင်းမှာ senior player အဖြစ်နဲ့ရပ်တည်ခဲ့ဘူးတယ်ဗျ။ဒီအတွေ့အကြုံတွေကိုစာအုပ်ထဲကနေဝယ်လို့မရပါဘူး။ Brighton မှာလည်းနီးပြ Fabian Hazila က Webber professional ပီတာမှုနဲ့လူငယ်တွေအတွက် role model ဖြစ်နေမှုကိုအချိန်ချင်းချီးကျူးနေခဲ့ပါတယ်ဗျ။ကစားချိန်နဲသွားတဲ့နေ့မှာမျက်နှာပြက်ပြီးတော့ပြဿနာရှာမဲ့ senior မဟုတ်ဘဲနဲ့ကိုမကစားတဲ့နေ့မှာအသင်းပေါ်ကိုကူညီပေးနိုင်တဲ့ဆိုတာကအရေးကြီးပါတယ်။ကိုင်စီတိုလိုမျိုးအရေးသွေးရှိပြီးသားလူငယ်တယောက်က Webber နဲ့အတူရှိလို့ဘောလုံးပေးပို့မှုပိုးကောင်းသွားမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းရှုံးပွဲတစ်ပွဲပြီးတဲ့နောက်မှာနောက်နေ့လေးချင်ရီကိုဘယ်လိုပြောင်းဝင်လာမလဲချန်ပီယံဖြစ်ချင်တဲ့ကစားသမားတယောက်ရဲ့နေ့စဉ်အကျင့်ကဘယ်လိုဖြစ်မလဲဆိုတာမြင်ရနိုင်ပါတယ်ဗျ။တခါတလေလူငယ်တယောက်ရဲ့ career ကိုပြောင်းပေးတာကနီးပြရဲ့ဆက်ဆောင်ရည်တစ်ခုတည်းမဟုတ်ပါဘူး။သူ့ဘေးမှာထိုင်းနေတဲ့ဝါရင်ကစားသမားတယောက်ဗျ။ကဲအခုနောက်တစ်ယောက်ဖြစ်တဲ့ Jordan Henderson ဘက်ကိုလှည့်ကြည့်အောင်။ Henderson ကို Chelsea ဂျာစီနဲ့မြင်ရမယ်ဆိုတာလီဗာပူးပရိသတ်တွေရဲ့အတွက်တောင်မှထူးဆန်းပါလိမ့်မယ်ဗျ။အသက်38နှစ်ရှိပြီအရင်လုံး box to box ပြေးသွားနိုင်မယ်အရွယ်မဟုတ်တော့ပါဘူး။ဇာဘီအလွန်ဆိုရဲ့ကွင်းမှာ starting event အနေနဲ့စားရမယ်ကစားသမားလို့ပြောလို့ရှိရင်ရုံဖို့ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့လည်း Chelsea က Henderson ကိုဘာကြောင့်ခေါ်ချင်နေရလဲဆိုတာကသူ့ရဲ့အမြန်နှုန်းနဲ့ဘောလုံးပေးပို့မှုကိန်းဂဏန်းတွေကိုပဲကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးဗျ။သူတို့တကယ်လိုချင်နေတာက Henderson ရဲ့အကျွေးအကြုံဥဆောင်နိုင်မှုနဲ့လူငယ်ကစားသမားတွေအပေါ်ကိုလွှမ်းမိုးပေးနိုင်မှုတွေပဲဖြစ်ပါတယ်ဗျ။ Henderson ကလီဗာပူးအသင်းကောင်းဆောင်အဖြစ်နဲ့ Premier League ဖလားကိုကိုင်မြောက်ခဲ့တယ်။ Champions League အောင်မြင်ခဲ့။ Jurgen Klopp တိစောက်ခဲ့တဲ့အင်္ဂလန်ဘောလုံးသမိုင်းရဲ့အကောင်းဆုံးအသင်းတွေကတသင်းမှာနီးစနစ်ပိုင်းအတွက်တင်မဟုတ်ဘဲနဲ့အသင်းရဲ့စီးလုံးမှုအတွက်အဓိကကျခဲ့တယ်သူဗျ။သူကအဝတ်လဲကန်းထဲမှာဘယ်သူမှမပြောချင်တဲ့စကားကိုပြောရတဲ့သူလေ့ကျင့်ရင်အရှိန်ကျလာလို့ရှိရင်ပြန်တင်ပေးနိုင်တယ်ဗျ။လူငယ်တယောက် PR အောက်တွေမှာနစ်မြုပ်နေချိန်မှာဘေးမှာရက်တီပေးနိုင်တဲ့သူဖြစ်ပါတယ်။2026ကမ္ဘာဖလားမတိုင်ခင်မှာအင်္ဂလန်စခန်းမှာဂျူဘယ်လီဟန်နဲ့မော်ဂန်ရောဂျာတို့ကဟန်ဒါဆန်ရဲ့ leadership ကိုအလွန်ပဲချီးကျူးခဲ့ကြပါတယ်ဗျ။ပရိသတ်ကကွင်းထဲကမိနစ်60ကိုပဲမြင်ရပေမဲ့ကစားသမားတွေကတော့ဟိုတယ်ထဲကနေရက်တွေလေ့ကျင့်ရေးကွင်းကအခိုက်အတန့်တွေနဲ့ပွဲကြီးမတိုင်ခင် PR တွေကြားမှာဘသူကအသင်းကိုတည်ငြိမ်အောင်ဖိထားပေးတယ်လဲဆိုတာကိုမြင်နေရပါတယ်။ကျွန်တော်တို့မမြင်ရတဲ့အရာကအရေးမကြီးဘူးလို့မဆိုလိုပါဘူး။ဇာဘီအလွန်ဆိုကလည်းဟန်ဒါဆန်အကြောင်းကိုမသိဘဲနဲ့နာမည်ကြီးလို့ကောက်ခေါ်တာမဟုတ်ဘူးဗျ။သူ့မှာလီဗာပူးနဲ့ဆက်သွယ်နိုင်မဲ့လူတွေရှိတယ်။ဟန်ဒါဆန်ရဲ့နေ့စဉ်အလေးအကျင့်အသင်းပေါ်တွေပေါ်တက်ရောက်မှုနဲ့ကိုမကစားရတဲ့အချိန်မှာဘယ်လိုနေထိုင်သလဲဆိုတာတွေကိုစုံစမ်းနိုင်ပါတယ်ဗျ။အဲ့ဒီ research အားလုံးလုပ်ပြီးမှဟန်ဒါဆန်ကဒီအသင်းလိုအပ်နေတဲ့ standard barrier ဖြစ်တယ်လို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်ပြည်သက်အနေနဲ့အနည်းဆုံးတော့ DDA ရဲ့ရည်ရွယ်ချက်ကိုနားလည်ပေးဖို့လိုပါလိမ့်မယ်။သူတို့နှစ်ယောက်က Morgan Roger လိုမျိုးပြည်သက်အားလုံးကိုပါသက်အဟောင်းသားဖြစ်စေမယ်ခေါ်ယူမှုတော့မဟုတ်ပါဘူးဗျ။ဂျာစီဈေးတွေတက်စေမဲ့စူပါစတာလည်းမဟုတ်ပါဘူး။ဒါပေမဲ့လည်းအသင်းတစ်သင်းက highlight video မှာ scale တွေပြနေတဲ့ကစားသမားတွေကြောင့်လည်းတော့ champion မဖြစ်ဘူးဗျ။လေ့ကျင့်ရေးကွင်းကိုနေတိုင်းအချိန်မှရောက်လာတဲ့သူလေ့ကျင့်ရေးတိုင်းကိုပြိုင်ပွဲတစ်ပွဲလိုသဘောထားတဲ့သူလူငယ်တွေမှားတဲ့အခါမှာလည်းပြောပြပြီးတော့မှန်တဲ့အခါမှာလည်းချီးကျူးပေးတဲ့သူဗျ။ရှုံးတဲ့မှုကိုပုံမှန်အရာတစ်ခုလိုမျိုးလက်မခံတဲ့သူတွေကြောင့်သာ champion ဖြစ်လာတာပါဗျ။ Chelsea ရဲ့အကောင်းဆုံးခစ်တွေကိုပြန်စဉ်းစားကြည့်ပါ။ Jundery, Frank Lampard, Didier Drogba, Peter Cech, Ashley Cole အဲ့ဒီအသင်းတွေမှာကမ္ဘာအဆင့်အရေးသွေးပဲရှိခဲ့တာမဟုတ်ဘူးဗျ။နိုင်ငံအသင်းခေါင်းဆောင်တွေအရှုံးကိုမုန်းတဲ့သူတွေအဖြစ်ရှိခဲ့ပါတယ်ဗျ။တယောက်ကအာရုံလို့ရှိရင်နောက်တစ်ယောက်ကဆွဲတင်တယ်။တယောက်က PR ကိုကြောက်နေလို့ရှိရင်နောက်တစ်ယောက်ကရှေ့ကနေရက်ပေးတယ်ဗျ။တာမန်ခြေသွမ်းကိုဘယ်သူမှလက်မခံပါဘူး။ Blue ကိုခေရဲ့ Chelsea ရဲ့ပေါ်အကြီးမားဆုံးဝေဖန်မှုကအဲ့ဒီကာချာပျောက်သွားတယ်ဆိုတာပါပဲ။ talent ရှိတယ် market value ရှိတယ် potential ရှိတယ်ဒါပေမဲ့လည်းအသင်းတစ်သင်းရဲ့စစ်မှန်တဲ့ပုံစံကိုကွင်းထဲမှာမခံစားလို့မရဘူးဗျ။ Webber နဲ့ Henderson ကိုခေါ်ယူခြင်းကအဲ့ဒီကာရီတာကိုတညာတဲ့နဲ့ပြန်တိဆောက်ပေးနိုင်မလားဆိုလို့ရှိရင်လည်းမပေးနိုင်ပါဘူး။ဒီနေရာမှာလည်းစန့်ကျင်ဘက်အမြင်ကိုမဖြစ်မနေပြောဖို့လိုပါတယ်။အသင်းတစ်သင်းရဲ့ကာချာကိုအသက်ကြီးကစားသမား2ယောက်စီကနေတွားပြီးတော့မျောနေလို့မရပါဘူး။ပိုင်ရှင်ကရှင်းလင်းတဲ့ decision ပေးရမယ်။နီးပြကစီမင်းတက်မှတ်ရမယ်။ကလပ်အတွင်းလူတိုင်းကအဲ့ဒီစိတ်မြင့်ကိုတူတူလိုက်နာရမယ်ဗျ။ Webber နဲ့ Henderson တို့ကမီးစရှို့ပေးနိုင်ပေမဲ့တသင်းလုံးကိုသူတို့2ယောက်တဲနေတော့မလောင်ကျွမ်းစေနိုင်ပါဘူးဗျ။ကွင်းထဲက risk တွေရှိပါတယ်။ Webber မှာဒဏ်ရာမှတ်တမ်းတွေရှိတယ်။အသက်35နှစ်မှာပြီးခဲ့တဲ့ရာသီကလို့ပွဲအများကြီးထပ်ကစားနိုင်မယ်လို့တော့အမခံလို့မရတော့ဘူးဗျ။ Henderson ကလည်းဇာဘီရဲ့ passing နဲ့ possession စနစ်ထဲမှာ Premier League အရှိန်ကိုအပတ်တိုင်းလိုက်နာနိုင်မလားဆိုတာကမေးခွန်းထုတ်စရာရှိပါတယ်ဗျ။သူတို့ပွဲထွက်ကစားသမားအဖြစ်နဲ့ခေါ်ယူပြီးတော့အသင်းရဲ့အဓိကပြဿနာတွေကိုဖြေရှင်းကိုင်းမယ်ဆိုလို့ရှိရင်ဒါဟာမှားရတဲ့ plan ဖြစ်သွားနိုင်ပါတယ်။လစာအများကြီးပေးရမယ်။စာချုပ်ရှည်ချုပ်ရမယ်။လူငယ်တွေရဲ့ကစားချိန်ကိုပိတ်သွားရမယ်ဆိုလို့ရှိရင်လည်းဝေဖန်မှုတွေကမှန်းလာပါလိမ့်မယ်ဗျ။ဒါပေမဲ့လည်းပြောင်းရွှေ့ခြင်းနဲ့စာချုပ်တူတူရိုးရှင်းရှင်းနဲ့ခေါ်မယ်ဆိုလို့ရှိရင်တော့ဇလန်ကတမျိုးဖြစ်သွားပါတယ်။ Webber ကို backup striker နဲ့လူငယ်တွေကိုလမ်းညွှန်မယ် senior အဖြစ်ခေါ်မယ်။ Henderson ကိုပွဲတိုင်းစားဖို့မဟုတ်ဘဲနဲ့အရေးကြီးတဲ့အခိုက်အတန့်တွေမှာဝင်းထိန်ပေးနိုင်သူ dressing room နဲ့ training ground leader အဖြစ်ခေါ်မယ်။ဒါဆိုလို့ရှိရင်တော့သူတို့ရဲ့တန်ဖိုးကို goal နဲ့ assist တစ်ခုတည်းနဲ့တွက်လို့မရတော့ဘူးဗျ။ Webber ကလီဖလားအတွက် goal 20တွင်းပေးရမလားမဖြစ်နိုင်ပါဘူး။ Henderson 2020တုန်းကလီဗာပူးကွင်းလယ်ကိုဦးဆောင်ခဲ့တယ်လို့မျိုး Chelsea ကွင်းလယ်ကိုပွဲတိုင်းမှာဦးဆောင်နိုင်ပါလားဒါကလည်းမဖြစ်နိုင်သေးဘူးဗျ။ဒါပေမဲ့လည်း Webber ရဲ့နေ့စဉ်အပြုမှုတွေကြောင့်မလို့လူငယ်တိုက်စစ်မှုတယောက်ပိုးရင့်ကျက်လာနိုင်မှာလားဆိုလို့ရှိရင်တော့ဖြစ်နိုင်နေပါ။ Henderson ရဲ့အတန်ကြောင့်မလို့လေးချင်ရဲ့အရှိန်10%တက်လာနိုင်သလားရှုံးပွဲအပြီးလူတိုင်းခေါင်းငုံနေတဲ့အချိန်မှာအသင်းကိုပြန်လဲစူးစီးပေးနိုင်သလားဖိအားများတဲ့ပွဲမှာလူငယ်တယောက်မပြိုကျအောင်လို့ဘေးကနေထိမ့်ပေးနိုင်သလားအဖြေက yes ဆိုလို့ရှိရင်တော့ဒီအပြောင်းရွှေ့တွေကအတိတ်ပဲအရန်ရှိသွားပါပြီဗျ။ Chelsea ရဲ့တမိုင်းမှာအသက်ကြီးမှရောက်လာပြီးတော့အသင်းကိုပြောင်းလဲပေးခဲ့သူတွေရှိပြီးသားပါ။ Ruud Gullit, Gianfranco Zola, Matt Hughes,
Michael Ballack Thiago Silva တို့ဟာလူငယ် project တစ်ခုတည်းကအမျက်ထုတ်လို့ရတဲ့ပစ္စည်းတွေမဟုတ်ခဲ့ကြပါဘူးဗျအတွေ့အကြုံဂုဏ်သိက္ခာနဲ့အနိုင်ရခဲ့ဘူးတဲ့ memory ကိုအသင်းနဲ့ယူလာပေးခဲ့ကြတဲ့သူတွေပါဗျသူတို့အားလုံးကအောင်မြင်ခဲ့တာကအသက်ကြီးလို့မဟုတ်ပါဘူးအသက်ကြီးနေပေမဲ့လည်းအသင်းလိုရတဲ့ role ကိုတိတိကျကျဖြစ်ပေးနိုင်ခဲ့လို့ဗျဒါကြောင့် Welbeck နဲ့ Henderson တို့ဆုံးဖြတ်တဲ့အခါမွေးတက်ခဲ့တဲ့တစ်ခုတည်းကိုမကြည့်သင့်ပါဘူး Chelsea ကသူတို့ကိုဘာအတွက်ခေါ်တယ်လဲစာချုပ်ဘယ်လိုပေးတယ်လဲကွင်းနဲ့ကွင်းပြင်က role ကိုဘယ်လောက်ရှင်းလင်းစွာသတ်မှတ်ထားတယ်လဲဆိုတာကိုကြည့်ရပါမယ်အနည်းချုပ်ပြောရလို့ရှိရင်ဗျ Henderson နဲ့ Welbeck တို့ဟာ Chelsea ပြည်သက်တွေကိုရင်ခုန်စေမဲ့နာမည်ကြီးခေါ်ယူမှုတွေတော့မဟုတ်ပါဘူးဗျဒါပေမဲ့လည်းဒီကစားသမားနှစ်ယောက်ကိုစိတ်ဝင်စားလာတာက Blue ကိုလက်ထက် Chelsea အနေနဲ့သူတို့မှားခဲ့တဲ့အချက်တစ်ခုကိုနောက်ဆုံးသဘောပေါက်လာပြီဆိုတဲ့အချက်ပြမှုတစ်ခုဖြစ်လာနိုင်ပါတယ်ဗျအလားလာကောင်းတဲ့လူငယ်တွေကိုဝဲစုထားယုံနဲ့အသင်းကောင်းတသင်းအလိုလျောက်ဖြစ်လာမှာမဟုတ်ပါဘူးပါရမီရှိတဲ့ကစားသမားတွေများနေုံနဲ့လဲစုဖလားတွေစုခူးနိုင်မှာမဟုတ်တယ်လို့မျိုးပြားများတဲ့အချိန်မှာအသင်းကိုထိမ့်ပေးနိုင်မဲ့သူအခက်ခဲတွေကြားမှာလူငယ်တွေကိုလမ်းပြပေးမဲ့သူနဲ့အနိုင်ရဖို့ဘာလုပ်ရမလဲဆိုတာကိုယ်တိုင်ကြုံတွေ့ခဲ့ဘူးတဲ့ဝိုင်းရကစားသမားတွေမဖြစ်မနေလိုအပ်ပါတယ်ဗျဒါကြောင့်မလို့ Henderson နဲ့ Welbeck ကိုခေါ်ချင်းနေတာဟာ Chelsea ရဲ့လူငယ်စီမံကိန်းကိုဆွတ်လွတ်လိုက်တာမဟုတ်ပါဘူးဗျဒီလူငယ်တွေကိုပိုကောင်းတဲ့ကစားသမားတွေအနိုင်ရတတ်တဲ့ကစားသမားတွေဖြစ်လာအောင်ဥဆောင်ပေးမဲ့သူတွေထည့်သွင်းဖို့စူးစမ်းနေတာပါညီကိုတို့ကဘယ်လိုမြင်လဲအသက်35နဲ့36နှစ်ရှိပြီဖြစ်တဲ့ Welbeck နဲ့ Henderson တို့ကိုခေါ်တာဟာ Chelsea ကနောက်ပြန်ဆုတ်သွားတဲ့အကွက်လို့မြင်လားဒါမှမဟုတ်ရှင်တဲလက်အဖြစ်ရှိပေမဲ့လည်း leadership ပျောက်နေတဲ့လူငယ်အသင်းတစ်သင်းအတွက်လိုအပ်နေတဲ့ကစားသမားတွေလို့မြင်လာလားဆိုတာကိုအောက်က comment မှာဝင်အောင်ဆွေးနွေးပေးသွားကြပါဦးဗျာနောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေပွဲချိုသုံးသက်ချက်တွေနဲ့ဘောလုံးဇာတ်လမ်းတွေကိုအများနဲ့တင်ဆက်ပေးတော့မှာဖြစ်လို့ MSI channel လေးကို subscribe လုပ်ပြီးတော့အားပေးသွားကြပါဦးညီကိုတို့ကဲအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတစ်တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာကဲ see you ပါဗျာ